ပါဝါမျက်မှန်တက်စရာမလိုတဲ့သူတွေကတနေ့ကုန်ကွန်ပျူတာချိတ်မှာအလုပ်လုပ်ရတာမျိုးအလုပ်ကြောင့်တနေ့ကုန်ဖုန်းသုံးရတာမျိုးဖြစ်နေရင်မိမိရဲ့မျက်လုံးမပြတ်စီအောင်ကာကွယ်လို့ရတဲ့နည်းလမ်းတွေကိုပြောပြပေးခြင်းပါတယ်အလင်းရောင်ထွက်တဲ့ screen တစ်ခုခုကိုတနေ့ကုန်နီးပါးအလုပ်လုပ်ရတဲ့အာရုံစိုက်ရတာမျိုးဆိုရင်နုနယ်တဲ့ကျွန်တော်တို့ရဲ့မျက်လုံးကိုပျက်စီးစေတဲ့အပြာရောင်အလင်းနှန်းတွေကိုကာကွယ်ပေးတဲ့မှန်တွေကိုသုံးပြီးမျက်လုံးကိုကာကွယ်လို့ရပါတယ်အခုအများစုသုံးနေပြောနေကြတဲ့အလင်းမဖောက်တဲ့မှန်ဆိုတာကအလင်းရောင်လုံးဝမဖောက်တာတော့မဟုတ်ပါဘူးအလင်းမဖောက်တဲ့မှန်လို့အခေါ်များရင်းကနေအလင်းမဖောက်တဲ့မှန်ဖြစ်သွားတာပါသူကအလင်းကိုကျွန်တော်တို့စစ်ပေးတာပါရေစစ်တစ်ခုကိုမြင်အောင်ကြည့်ပါရေထဲမှာပါတဲ့အမှုံအမွှားတွေကိုစစ်ဆေးပေးတဲ့စနစ်လိုပါပဲဒီမှာကျွန်တော်တို့ဒီပုံလေးကိုကျွန်တော်အနီးကပ်ပြပါမယ်မျက်လုံးကိုပျက်စီးစေနိုင်တဲ့အလင်းနှန်းတွေကိုစစ်ပေးတဲ့မှန်အမျိုးအစားပါ Blu-ray cut လို့ခေါ်ပါတယ်ဒီမှန်ကိုတက်ထားရင်မိတ်ဆွေရဲ့မျက်လုံးထဲကိုမလိုအပ်တဲ့အလင်းနှန်းတွေကိုဖယ်ရှားပေးတဲ့မှန်ဖြစ်ပါတယ်နောက်မှန်တစ်မျိုးက right shift မှန်လို့ခေါ်ပါတယ်ညဘက်ကားမောင်းတဲ့သူတွေတစ်ဖက်ကားလမ်းကလာတဲ့ကားမီး slide တွေကိုကာကွယ်တဲ့မှန်ပါ right shift မှန်လည်းရှိပါတယ်တော့မိတ်ဆွေကပါဝါလုံးဝတက်စရာမလိုသေးဘူးမျက်လုံးကစလန်တာလည်းမရှိဘူးအဝေးမှုန်တာလည်းမရှိဘူးဆိုရင်ပါဝါလုံးဝမပါတဲ့လင်းကာတဲ့မှန် dry shift မှန်နေနဲ့မျက်မှန်လောက်ထားပြီးတော့မိမိရဲ့မျက်လုံးကိုကာကွယ်လို့ရပါတယ်ဥထိတ်သားဆိုတဲ့အကောင့်ပိုင်ရှင်ကမေးထားပါတယ်မျက်လုံးတော့ဘာမှမဖြစ်သေးဘူးဖုန်းသုံးကွန်ပျူတာသုံးတာများလို့မျက်မှန်နဲ့ကာကွယ်ဖို့လိုလားဆိုဥထိတ်သားရေကျွန်တော်အသေးစိတ်ပြန်ပေးထားပါတယ်ဥထိတ်သားမေးတဲ့မေးခွန်းလေးကအများအတွက်လည်းအကျိုးရှိမယ်ထင်လို့ကျွန်တော်ဒါလေးကိုတေချာလေး reply ပြန်ပေးပါရခင်ဗျဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင်မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာမိတ်ဆွေရင်းနှီးတဲ့သူတွေကိုမျှဝေပေးဖို့အကြံပြုပါရစေနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာdry shift မှန်အကြောင်းကိုအသေးစိတ်ပြောပြပေးပါမယ်အကောင့်ကို follow လုပ်ထားနိုင်ပါတယ်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ